အားလုံးပဲမင်္ဂလာပါ Wine Invest ကနေပြီးတော့ကြိုဆိုပါရစေ။မနေ့တုန်းကတော့ကျွန်တော်တို့ဒီ DCA လုပ်တဲ့အခါမှာကြုံတွေ့ရနိုင်တဲ့ဒီ risk တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးသွားခဲ့ပါတယ်။ဒီကနေ့မှာတော့အဲ့ဒီ risk တွေကိုကျွန်တော်တို့အနေနဲ့ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။အစိုးထိအောင်ကြည့်ရှုဖို့ရအတွက်လည်းဖိတ်ခေါ်ပါတယ်။ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ DCA လုပ်မဲ့ stock သို့မဟုတ် company ကိုကျွန်တော်တို့အရင်စစ်ဆေးဖို့လိုပါတယ်။ဘယ်လိုစစ်ဆေးရမလို့ဆိုလို့ချင်းဒီ company သို့မဟုတ်ဒီ stock ကနောက်ထပ်9နှစ်10နှစ်လောက်အထိရေရှည်ရက်တည်နိုင်မလားဆိုတာကိုစစ်ဆေးဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ beginner တွေအတွက် DCA လုပ်တော့မယ်ဆိုလို့ချင်းဒီ individual stock တွေထပ်ကျွန်တော်တို့ကဒီ index fund တွေကို DCA လုပ်တာကပို့ပြီးတော့တင့်တော်တယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုလို့ချင်းကျွန်တော်တို့ဒီ S&P 500ကိုလိုက်နာတဲ့ index fund တွေက market leader လို့ခေါ်တဲ့ company ကြီးအများစုစုဖွဲ့ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ stock တစ်ခုချင်းစီကလာတဲ့ single company risk တွေကို index fund တွေကို DCA လုပ်ထားခြင်းအပြင်ကျွန်တော်တို့ရှော့ချနိုင်ပါတယ်။ဒါကနံပါတ်1အချက်ပါ။နောက်နံပါတ်2အချက်က diversification လို့ခေါ်တဲ့ကျွန်တော်တို့ဒီခွဲဝေရင်းနှီးမြှုပ်နှံမှုပါ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စာရီနေရောကျွန်တော်ဒီ video content နေရောကျွန်တော်မျှဝေခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ asset တစ်ခုတည်းမှာပဲကျွန်တော်တို့က DCA မလုပ်ပါနဲ့။ industry မတူတာကျွန်တော်တို့ sector မတူတာနောက်ပြချလို့ချင်း asset မတူတာတွေကိုကျွန်တော်တို့3-4ခုလောက်ခွဲပြီးတော့ရင်းနှီးမြှုပ်နှံသင့်ပါတယ်3-4ခုလောက်ခွဲထားလိုက်မယ်ဆိုလို့ချင်း risk ကို short ချပြီးရရောက်ပါတယ်တကယ်လို့များကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားတဲ့ကျွန်တော်တို့ဒီ invest လုပ်ထားတဲ့ sector တစ်ခုခုသို့မဟုတ် industry တစ်ခုခုသို့မဟုတ် asset တစ်ခုခုကပြဿနာဖြစ်လာပြီးဆိုရင်တောင်မှကျွန်တော်တို့ရဲ့ portfolio ကြီးတစ်ခုလုံးကိုမထိခိုက်အောင်ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ပါဒါကတော့နံပါတ်2ပါ diversification ခွဲဝေရင်းနှီးမြှုပ်နှံမှုလုပ်ပါနောက်နံပါတ်3အချက်ကတော့ emergency fund မှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေခုနကမှကျွန်တော်ပြောပြခဲ့သလိုပဲ diversification လို့ပါပဲဒီစာတွေနေရော video content တွေနေရောမျှဝေပေးခဲ့ပြီးဖြစ်ပါတယ်နံပါတ်3အချက်ကတော့ emergency fund မရှိဘဲနဲ့ DCA မလုပ်ပါနဲ့ဒီ emergency fund အကြောင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်မျှဝေခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ထဲမှာဒီ3လစာသို့မဟုတ်6လစာလောက်ကျွန်တော်တို့လက်ထဲမှာ emergency fund ရေးပေါ်အသုံးစရိတ်မရှိဘဲနဲ့ဒီ DCA လောက်တာကအန်ရရှိပါတယ်ကျွန်တော်တို့ဒီဝင်ငွေတစ်ခုမရှိတော့တဲ့အခါနောက်တစ်ခုကဒီ market ကကျွန်တော်တို့ဈေးတွေကျသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ရဲ့ strategy ကိုပျက်စီးစေနိုင်တဲ့အတွက်ကြောင့်မလို့ပါကျွန်တော်တို့ရဲ့ strategy ပျက်စီးသွားပြီဆိုလို့ရှိရင်တော့အနေနဲ့အများကတော့ကျွန်တော်တို့အတွက်ဆုံးရှုံးမှုဆိုတာကရှိလာနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်လက်ထဲမှာဒီ emergency fund 3လစာသို့မဟုတ်6လစာလောက်လက်ထဲမှာမရှိဘဲနေတော့ DCA မလုပ်စေချင်ပါဘူးဒါကတော့နံပါတ်3အချက်ပါနောက်နံပါတ်4အချက်ကတော့ automate your investmentပြောရမယ်ဆိုလို့ကျွန်တော်တို့ဒီရက်မှာဒီငွေပမာဏနဲ့ဒီလောက်ဝယ်ရမယ်ဆိုတော့ကျွန်တော်တို့ DCA လောက်ထားလိုက်ပြီဆိုလို့ကျွန်တော်တို့တွားပြီးတော့ဝယ်လိုက်တဲ့အချိန်မျိုးမှာဒီကိုဝယ်တဲ့ store တွေကဈေးအရန်ကျနေတဲ့အခါမျိုးဈေးအရန်တက်နေတဲ့အခါမျိုးတွေနဲ့ကြုံရနိုင်ပါတယ်နောက်နံပါတ်4ချက်ကတော့ automate your investment ပါကျွန်တော်တို့ဒီ manual ဝယ်နေမယ်ဒီရက်ဒီပမာဏနဲ့ဒီ stock ကိုဝယ်ရမယ်ဆိုပြီးတော့ကျွန်တော်တို့လှုပ်ထားတယ်ဆိုလို့ချင်းကိုယ်သွားပြီးတော့ဝယ်တဲ့အချိန်မှာဒီ stock ကကျွန်တော်တို့ဈေးအရန်တက်နေတာမျိုးတွေဖြစ်နိုင်တယ်ဈေးအရန်ကျနေတဲ့အခါမျိုးတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့ဒီ emotion ကပြောင်းလဲသွားနိုင်တယ်ပေါ့ပြောင်းလဲသွားလို့ချင်းကိုယ့်ရဲ့ emotion ပြောင်းလဲသွားပြီဆိုလို့ချင်းကျွန်တော်တို့ချတဲ့ဆုံးဖြတ်ချက်တွေကမှားယွင်းနိုင်တယ်ပေါ့ဥပမာတစ်ခုပြောရမယ်ဆိုလို့ချင်းကိုသွားဝယ်တဲ့အချိန်မှာဈေးကရန်ကျနေပြီဆိုလို့ချင်းကျွန်တော်တို့စိတ်ထဲမှာဟာသွားပြီငါမှားပြီလားမသိဘူး DCA လုံးမိတဲ့အတွက်ကြောင့်မလို့ဈေးရန်တက်နေတဲ့အချိန်ကြလို့ချင်းလားဟာဒီတက်ပို့ပြီးတော့ယင်းဒီမြုပ်နိုင်ရင်ကောင်းမလားဆိုပြီးတော့ကျွန်တော်တို့လောဘစိတ်တွေကြောက်ဝစိတ်တွေနဲ့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကဘာဖြစ်တဲ့တော့ဆိုလို့ရှိရင်မှားယွင်းတတ်ပါတယ်အဲ့တော့ကျွန်တော်တို့အသုံးပြုနေတဲ့ဒီ platform တွေမှာပါတဲ့ auto invest future ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကပုံမှန်အချိန်မှန်ပမာဏမှန်နဲ့သူ့ဘာနေသူဝယ်ခိုင်းလိုက်မယ်ဆိုလို့ချင်းခုနကျွန်တော်ပြောတဲ့ emotion တွေကြောင့်ဖြစ်တတ်တဲ့အမှားအယွင်းတွေကိုကျွန်တော်တို့အနေနဲ့ထိန်းချုပ်ပြီးသားကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ DCA လုပ်တဲ့အခါမှာကြုံတွေ့လာနိုင်တဲ့ဒီ risk တွေကိုကျွန်တော်တို့အနေနဲ့ဒီစီမံခန့်ခွဲတာ manage လုပ်တာကာကွယ်တာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်အဲ့တော့ bonus အနေနဲ့ကတော့ DCA လုပ်တဲ့အခါမှာသိထားတဲ့ mindset 3ခုကိုဆက်လက်မျှဝေပေးခြင်းပါတယ်အဲ့တော့ပထမဦးဆုံးအချက်ကတော့ကျွန်တော်တို့ဈေးအနှိမ်ဆုံးရောက်မဲ့အချိန်ကိုစောင့်နေတာထက်ဒီဈေးကွက်ထဲမှာကြာနေနိုင်တာကကျွန်တော်တို့တို့ပို့ပြီးတော့အကျိုးရှိတယ်ဆိုတာကိုပို့ပြီးတော့ return ပြန်ရနိုင်တယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့နားလည်ထားဖို့လိုပါတယ်တ
တခုရှိတာကကျွန်တော်တို့ဒီ market bar ပဲဖြစ်နေတဲ့အချိန်မှာဒီ SSD သို့မဟုတ် store တွေကဈေးအရန်မြင့်နေတဲ့အချိန်မှာကျွန်တော်တို့ကဘာမှလေ့လာစမ်းစစ်မှုမရှိဘဲနဲ့ဒီမျက်စိစုံမိတ်ပြီးတော့ DCA လောက်သွားတာကလည်းကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့မေ့ထားလို့မရပါဘူးဒါကတော့ပထမအချက်ပါနောက်ဒုတိယအချက်ကတော့ကျွန်တော်တို့ compound growth လို့ခေါ်တဲ့စာဝါအတိုးပါ investment ရဲ့သဘောတဘာဝကိုကကျွန်တော်တို့ကရေရှည်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဒီ DCA ဆိုတာကလည်းတစ်လနှစ်လလောက်နဲ့ချမ်းသာနိုင်တဲ့နီလန်မဟုတ်ပါဘူးအဲ့တော့9နှစ်10နှစ်စတဲ့ရေရှည်ကာလအတွင်းမှာကျွန်တော်တို့က quality store တွေ quality assets တွေနောက်ပြီးကြလို့ချင်းဒီ company ကောင်းတွေကိုကျွန်တော်တို့ကစီကံရှိရွေးချယ်စုဆောင်းနိုင်မှသာလျှင်ဒီ compound growth ရဲ့အကျိုးကျေးဇူးကိုခံစားနိုင်ရမှာပါနောက်ဆုံးအရေးကြီးတဲ့အချက်တစ်ခုကတော့ကျွန်တော်တို့ risk tolerance လို့ခေါ်တဲ့ကိုယ့်ရဲ့ဒီ risk အပေါ်မှာခံနိုင်ရရှိမှုပါကျွန်တော်တို့ယင်းနှိမြုံနှံထားတဲ့ပမာဏကိုကျွန်တော်တို့အနေနဲ့စစ်ဆေးဖို့လိုပါတယ်ဒီ market ကကျွန်တော်တို့က30ရာခိုင်နှုန်းလောက်ကျသွားတဲ့အနေအထားမျိုးမှာကျွန်တော်တို့အနေနဲ့မအိပ်နိုင်မစားနိုင်ဖြစ်နေပြီဆိုလို့ချင်းဒီယင်းနှိမြုံနှံထားတဲ့ပမာဏကကျွန်တော်တို့အတွက်ဒီပမာဏကကြီးမားနေပြီဆိုတာကိုကျွန်တော်တို့သိထားဖို့လိုပါတယ်ကိုယ့်ရဲ့ယင်းနှိမြုံနှံမှုပမာဏကိုပြန်စမ်းစစ်သင့်ပါတယ်အဲ့တော့ DCA ဆိုတာကနှလုံးသားမဲ့စီကံရှိရမယ့် strategy တစ်ခုပါစက်ရုံလိုစီကံရှိရမယ့် strategy တစ်ခုပါဈေးတက်လဲဝယ်မယ်ကျွန်တော်တို့ကြလဲဝယ်မယ်ဆိုတဲ့စိတ်သဘောနဲ့သွားနိုင်မှသာလျှင်ကျွန်တော်တို့ beginner investor တွေအတွက်အကောင်းဆုံးလမ်းစာဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့အချုပ်အပြည့်ပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့ DCA ဆိုတာက risk မရှိတဲ့ strategy တစ်ခုမဟုတ်ပါဘူးဒါပေမဲ့လို့အပေါ်မှာကျွန်တော်ပြောခဲ့တဲ့ quality asset ဆိုတဲ့ကျွန်တော်တို့အရေးသွေးကောင်းတဲ့အရေးသွေးမြင့်တဲ့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေနောက် diversification လို့ခေါ်တဲ့ခွဲဝေရင်းနှီးမြှုပ်နှံမှုတွေနောက် emergency fund လို့ခေါ်တဲ့ကိုယ့်လက်ထဲမှာကျွန်တော်တို့အရေးပေါ်အသုံးအစည်းရှိနေမှုတွေနောက်တစ်ခုကကျွန်တော်တို့ discipline လို့ခေါ်တဲ့စီကံရှိမှုဒီ၄ခုသာကျွန်တော်တို့ပေါင်းစပ်နိုင်မယ်ဆိုလို့ချင်ရင်တော့ DCA နီးလန်းက beginner investor တွေအတွက်ရေရှည်အောင်မြင်နိုင်တဲ့ strategy တစ်ခုဖြစ်လာပါလိမ့်မယ်ဟုတ်ကဲ့ပါဒီကနေ့မှာတော့ကျွန်တော်ဒီ DCA လုပ်တဲ့အခါမှာကြုံတွေ့လာနိုင်တဲ့ဒီ risk တွေနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲဖို့ရအတွက်ရော DCA လုပ်တဲ့အခါမှာရှိထားတဲ့အခြေခံ mindset 3ခုကိုရောကျွန်တော်မျှဝေပေးခဲ့တာဖြစ်ပါတယ်အကျိုးတစုံတရာရလိမ့်မယ်လို့လည်းယုံကြည်ပါတယ်အကျိုးတစုံတရာရခဲ့တဲ့ဆိုရင်တော့ comment မှာထုံးစံတိုင်းပဲ yes လို့မှတ်ပေးခဲ့ပါဦးအဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ